ဟာမိုးကုတ်ကလူတွေတော့တချို့လူတွေဆိုကျွန်တော်လက်လန်နေတယ်လားနောင်ချိုကတော့ပြန်ရတော့မှာနောင်ချိုအရင်ရမှာအားလုံးပဲမင်္ဂလာပါတို့ဒီလေးရှင်တွေမှာကြိုးစားပါစေနေစဉ်တဲ့ကောင်းများကိုသင်ပေးတော့မို့လို့ subscribe လေးလုပ်ဖို့တောင်းဆိုလိုက်ပါတယ်ကျေးဇူးတင်များကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောင်ချိုအရင်ရမယ်ဆိုတော့သိတယ်ဒီအကြမ်းဖက်လက်နက်ကိုင်တောင်းကျသူတပုံတွေကလည်းသူတို့စုတ်ခွာမယ်ပေါ့နော်စုတ်ခွာပြီးတော့ဒီ MND ကိုကတ်နဲ့ဒီလာချိုးမှာပဲတစ်ချက်ပဲကျွန်တော်တို့စကားပြောရမယ်အဲ့ဒါပြီးကျွန်တော်ပြီးသွားပြီကျန်တဲ့နေရာတွေအားလုံးကတက်မတော်ကပြန်လဲသိမ့်လိုက်မှာသိမ့်မကြတော့ဘူးမိုးကုတ်ကျွန်တော်ပြောပြပြီလေဒီရှမ်းမြောက်ကိုလှုပ်လိုက်ရင်ကျန်တဲ့ကိစ္စတွေအားလုံးကပပလေးပဲအဲ့တော့မိုးကုတ်ကလည်းအကြီးကျယ်ဝုန်းမဲ့ထဲမှာမိုးကုတ်ကနံပါတ်1မှာတော့ပါနေတာနော်မိုးကုတ်မှာနေတဲ့လူတွေလည်းတည်ရင်လည်းတည်ပေါ့ဗျာဘဲတက်နိုင်မယ်အဲ့ဒါတော့အဲ့ကြမှာပြည်သူလူတော့မអော်နဲ့ပေါ့ဗျာနော်ပြည်သူတွေတော့မអော်နဲ့အေးပါဘောပင်နဲ့ဝိုင်းလာလားဘာနဲ့ဝိုင်းလာလဲဆိုတော့မင်းတို့ကြည်ထားပေါ့ငါပြောခဲ့တဲ့တန်းနဲ့ကိုတော်ဘုန်းကြီးပြောတာမှန်လိုက်တာဆိုပြီးတော့အဲ့ဒီချိန်ကျမှကျွန်တော်တို့ကပြည်သူတွေမလို့ဒီလို့မလုံးနဲ့အဲ့ကြရင်နော်တဲ့လားမင်းတို့အဲ့လိုမျိုးနေရာကိုမင်းတို့အမြဲတမ်းပေးပြီးတော့အုပ်ချုပ်ထားမယ်ထင်လို့လားမင်းတို့ခေါင်းထဲမှာချီးပဲရှိရလားမင်းတို့စဉ်းစားလေဟမ်အဲ့လာချိုးမျိုးကိုမင်းတို့တက်မတော်ပြန်မသိမင်းနဲ့မင်းတို့အဲ့ဒီတပုံလက်အောင်မှာပဲအများကြီးထားမယ်ထင်လို့လားမင်းတို့ဇက်နာအောင်ကျော်စိုးဦးပြောသလိုမျိုးနော်တရုတ်ပြည်ကဇက်ခင်းနေတာတရုတ်ပြည်မှာရွှေဒီမှာဆိုဖာတန်းနေတန်းစီနေတာဖာတယ်မတွေအဲ့ဒီမှာစောပါကုံပေါ်မှာထိုင်နေတာနော်တယောက်မှ100နဲ့ခေါ်ပြီးတော့မှကြိတ်တာတရုတ်ငွေ100ယွမ်100တို့ယွမ်50တို့ဟုတ်လားမဟုတ်လားမသိဘူးအဲ့ဗမာတွေဘလို့ဗမာတွေသွားချတယ်အဲ့ဆိုင်ငယ်ကယ်ဒီကူးတဲ့ဗမာတွေဟိုကြောက်ဝိုင်းမှာဟိုမှာဗာလဲရွှေလီကြောက်ဝိုင်းပရိကုန်းနာမှာအဲ့မှာရောင်းတဲ့အကောင်တွေဖာသွားချတာအဲ့တရုတ်တွေအခုလာချိုးအိုက်ဆက်ခင်းလာတာဒါလားမင်းတို့ကကိုဘွားကိုပြက်မအောင်မသိဘူးကိုနိုင်ငံကိုတန်ဖို့မထားဘူးမင်းတို့အမေတွေမေလိုတွေလာမှတ်နေတဲ့မင်းတို့အမေမင်းတို့ညီမတွေလာချိုးလွတ်လိုက်မိသေးတယ်ဟိုမှာဖာယုံထောင်းနေတယ်ဂိမ်းယုံထောင်းနေတယ်ဒါလားလူငယ်တွေပြက်စီးကုန်ပြီတခိုးတွေဖြစ်ကုန်ပြီလာချိုးမှာနော်ဝီစေဝါသုံးမယ်ဂိမ်းသွားထုမယ်ခိုးမယ်ထုမယ်အဲ့လိုမျိုးနော်ကောင်မလေးတွေဆိုအမှဖာလုံးဖြစ်နေပြီနော်ငါတို့ပြောခဲ့ပါတယ်မင်းတို့ဒီမတိုင်ခင်တည်းကဒီဖြစ်စဉ်ကဒီတိုင်းပဲဖြစ်မယ်ဆိုတာပြောတယ်အဲ့ဒီဖာဘွားနဲ့ပြောနေတယ်ဆိုရင်မင်းတို့ညီမတွေကိုလာချိုးမှာဖာခံခိုင်းလိုက်နော်ဖာခံခိုင်းလိုက်ဖာသွားခံခိုင်းအဲ့မှာလာချိုးမှာမင်းတို့သွားလေမင်းတို့ဘီအောက်မှာဘာလာရေးနေအောင်လာချိုးမှာနေလေငါတို့လာချိုးမှာနေပါလေလို့မင်းတို့ငါတို့တရားဝင်ပြောရဲလားဟမ်ပြောရဲလားငါတို့လာချိုးမှာနေပါတယ်လာချိုးကပြောတရားကြီးပါလို့လွှင့်ရဲလားစောက်ခွက်တွေအလုံးမဖာတယ်မသားသမီးများတသက်ငါမင်းမတရုတ်မှာခတ်တော့ခတ်တယ်အေယာဝတီချင်းနေလည်းဘာမှဖြစ်ပါဘူးဒါပြောရတယ်အကုန်လုံးကစီရဲသဘောတရားကိုတော့မမင်းနဲ့တော့တိုင်းပြည်ကအခုပြင်ရမှာကပြည်သူလူထုနဲ့ဝန်ထမ်းနဲ့ပြင်ရမယ်ပြည်သူလူထုတွေလည်းစောက်ချိုးမပြေဘူးနော်လှုပ်ရှင်တာတွေလှုပ်ပြီးတော့မှဝန်ထမ်းကိုဖျက်ဆီးတဲ့လူတွေရှိတယ်လို့ဝန်ထမ်းတွေကလည်းဒီလိုလက်ပေးလက်နေဆိုတော့စီရဲသဘောတရားဘာမှမဖြစ်တော့ဘူးနော်ဘာမှဖြစ်လာကြအကြောင်းလည်းမရှိတော့ဘူးပြီးသွားပြီတပုံကအခုဘယ်လောက်တိုက်နိုင်လို့လဲကဲတပုံဘယ်နေရာတွေတိုက်နေသေးလို့လဲကျွန်တော်ကိုပြောပြနော်ကျွန်တော်တို့အခုနီးစပ်ဆုံးဆိုရင်ဗန်မွေးအုံမဒီအုံမကလစ်ပြီးတက်မတော်နောင်ချိုသိမ့်ပြီးအဲ့တကြောလုံးရှင်းပြီးအဲ့မှာ30တို့30တို့အကုန်လုံးအမှဝယုံ3ကားနဲ့မမှန်တဲ့ကောင်တွေကပြေးဖို့မိုးကုတ်ပြေးမိုးကုတ်ကနေကာလာနာတိုင်းမန်တုံတို့နမ်ဆန်တို့ပြေးလူတွေအသေးထွက်ပဲထွက်လို့ရမှာလေနောင်ချိုပြန်ရတော့မယ်ခဏဆောင်နောင်ချိုပြန်ရတော့မယ်ကျွန်တော်ပြောတာမယုံရင်နေပြန်ရတော့မယ်ကျွန်တော်ကိုယ်တိုင်ကိုသွားကမှာလို့လိုက်ခဲ့ကြကျွန်တော်နဲ့နောင်ချိုပြန်ရတော့မှတပုံမနေရတော့ဘူးနော်တပုံမနေရတော့ပြီးသွားပြီနော်အဲ့မှာနောင်ချိုကညွညွဆန်းတို့ဘာလို့တော့ပြင်ဦးလည်းမှာရောက်နေတယ်ညွညွဆန်းငါနင့်ကိုတိတ်ဆေးပေးထားမယ်နော်နင်ဘယ်မှာနေနေဆိုတာငါအကုန်သိတယ်ငါပြင်ဦးလည်းရောက်ငါနင့်ကိုငါကိုယ်တိုင်လာဖမ်းမှာနော်ဒီလားနော်အဲ့စာတာနော်ပြင်ဦးလည်းစာတာလူလည်းပေါင်းပြီးတော့ငါနင့်ကိုလာဖမ်းမှာနေဘယ်မှာနေနေဆိုတာငါသိတယ်နော်နင်တို့တွေနောင်ချိုကလူတွေနော်နောင်ချိုကအကျန်းဖက်နဲ့လေပေါင်းတဲ့လူတွေကလေတဲ့တကက်အောက်တန်းစားတွေတဲ့လားပြင်ဦးလွင်မျိုးမှာလာနေတယ်ဗန်မွေးရကောင်လေးမေလို့ခေါ်လကားလို့ဟိန်နူလူကောင်းလေး
နော်နေလိုးတွေနီးပိတ်တွေချီးပရိတ်တွေနော်ပြီးစစ်တပ်နဲ့ပေါင်းတယ်တတွေးကိုလေစော်တယောက်ကိုလေသိတယ်မလားဟိုရိုင်းတာမဟုတ်သလားဟိုစော်တယောက်ကိုဟိုလှုပ်ချင်နေပြီးတော့လေလှုပ်လို့မရတော့တတွေးကိုမျိုးမျိုးချတဲ့ပုံစံမျိုးနဲ့စစ်တပ်ကိုပေါင်းတာစစ်တပ်ကိုတော့တကောင်တွေကလှုပ်ချင်နေတာသိလားတတွေးမျိုးမျိုးချပြီးတော့သလားအဲ့လိုမျိုးအောက်တန်းသားတွေအဲ့ဒီအခုပြင်းဦးလည်းမှလာနေတယ်အဲ့လိုအောက်တန်းသားတော်တော်များတာသလားအမေစုပဲစစ်တပ်ကကောင်တွေနဲ့တွေ့ရင်လည်းဖင်မခံရုံတမဲပဲသလားပေါင်းတာသလားအခုဧကနေရဆိုလဲအဲ့လိုပဲကျွန်တော်ကြည့်ပြီးတော့တနာမိရသလားသူတို့ပေါင်းတာတော့စစ်တပ်ကကောင်တွေကြီးပေါင်းတာပြီးစစ်တပ်မကောင်ကြောင်ကြီးပဲပြောတာလို့အောက်တန်းသားတွေလို့ကျွန်တော်ယွန်လို့မပေါင်းသိလည်းမသိချင်ဘူးနော်အခုကျွန်တော်ဧက200ကိုကျွန်တော်ပြောလို့လေဟိုကျွန်တော်ပတ်စံ300ကိုကျွန်တော်ပတ်စံ300ပေးရပါတယ်လို့200ပေးရပါတယ်လို့ပြောလာတယ်လို့ရှိရင်ထွက်ခဲ့လိုက်တရားဝင်ပြောလိုက်တဲ့လားကျွန်တော်စေတနာနဲ့တဲ့လားငိုယူပြီးတော့ဖြစ်ကန့်နေတာအဖြစ်မှန်ကြီးဖြစ်လို့ကျွန်တော်ပြောပြီးတယ်တဲ့လားကျွန်တော်ကတကယ်ကိုဗျာဟိုတိုင်းပြည်ကိုနိုင်ငံကိုလူမျိုးပေါ်မှာတကယ်ကိုကောင်းတဲ့စိတ်နဲ့ထားတဲ့လူတယောက်ဗျာတဲ့လားပြောပြီးတယ်အခုလို့စိုးစိုးပြေပြေတွေဖြစ်နေသူတို့နေနေရစောက်တံမထွက်တော့ဘူးတဲ့လားပြီးလို့ကြီးကိုစိုးဝင်းပြက်လာပြီးဧကနေဟိုဘောလိုသားနဲ့ထိုးလာပြန်ပြီဆိုကျွန်တော်ရှိပြန်လာပြောခိုင်းကျွန်တော်မြန်မာလူမျိုးကလည်းတော်တော်ခက်တယ်နောက်တစ်ချိန်ကျရင်တော့ကျွန်တော်ကတော့မတက်နိုင်ဘူးပေါ့ဗျာနော်ကျွန်တော်လည်းဒီဟိုကျွန်တော်စွမ်းနာပြောပြီးပြီကိုစိုးဝင်းပြောပြီးပါပတ်စံ300ပေးတာတော့200ပေးတာတော့ပြုတည်းများကုသိုလ်ငရေကြစီပါမရခဲ့ပါဘူးဗျာနော်ကျွန်တော်စေတနာနဲ့လုပ်ပြီးခဲ့တဲ့အလုပ်တွေကကျွန်တော်တို့ဘောင်ကလူမျိုးကအဲ့ဒါကြောင့်လို့ပြောတာစေတနာတရားကိုလေနားမလဲကြဘူးမသိကြတော့တော်တော်ခက်တယ်သိလားလမ်းတွေတော့မှကိုစိုးဝင်းငါတို့ဧကနေရာကိုဟိုအမှတ်တရားဘတ်တော်သားအနေနဲ့အိုပေးခဲ့တယ်ဆိုတော့နှုတ်ဆက်မဲ့လူမရှိဘူးဓမ္မလူမျိုးကလည်းတခါလေကျရင်တော်တော်ဆိုးတယ်အော်မဆဲတယ်မင်းတို့ဆဲသေးချင်လို့ငါ like ကိုဒုတိယတစ်ချိန်ပြန်လွှင့်ပါတယ်ဆိုနေမှာဒီသမီးကောင်းဝက်လေမယ်နေမင်းငါသမီးကလှလို့ပလို့ငါအိမ်မှာမရှိလို့ငါသမီးကချစ်ကလေးရဆိုရွှေဒီလိုက်ဘာလို့မစစ်တဲ့ဝမအဲ့လိုလားရှုံးနောက်နေဝက်လေမယ်ဝက်လေမှာဘယ်လိုဝက်လေမှာလဲကြည်ထားပေါ့နော်နောင်ချုံမှာဒုကမယ်ကကွက်တွေတင်ထားတယ်ဒါမျိုးလာမှာဟိုရှက်ကီယာကလို့လေအဲ့လိုတွေလာမှာနော်ဆိုဘုန်းကြီးရခိုင်ကိုလာရဲလာတယ်ငါအငူမော်တိရောက်ဘူးတယ်အငူမော်ဇက်စိတ်ကနေပြီးတော့မင်းတို့မြောက်ဦးဟွာဒီမောင်းတော်ဒီငါရောက်ဘူးတယ်အဲ့မှာသပင်ငါတငယ်ချင်းသပင်ဟွာတွေဝင်လာလေFE ရဲ့နမခေါ်တော်စုကနေတဲ့မီလင်းပြီးမွေးလာတဲ့မျိုးတွေဘာလဲလာရေးတယ်လည်းမသိဘူးပြင်းလို့ဒုတိယချိန်လိုက်လွှင့်တာမင်းတို့စောင့်နေကြလို့မင်းတို့ခုချိန်ဒီမသိသေးဘူးနော်ကိုစော်ရေးဒေါခင်ကြီးကားတဲ့ဗိုလ်ချုပ်တိုင်းသားစီလုံးညင်ကြီးရေးစင်းနေချိန်မှာနောင်မီလင်းပြီးပိုက်ကြီးတာတဲ့ဟာဗိုလ်ချုပ်ကားတဲ့ပြန်လာပြီးတဲ့လာအနေငယ်မှာတိရပြီးပေါက်ကွဲတာတဲ့ဒေါခင်ကြီးပေါင်ကိုဓာတ်နဲ့ထိုးတာတဲ့ဖက်ချန်းစေးဘောလိမ့်မီးရဲနေအောင်ဖွာပြီးစဖုတ်ကိုမီးနဲ့ထိုးတာတဲ့စေးကိုတဲ့ကြိတ်ပြီးတဲ့တော်ကိုကူးလိုက်ရတယ်ခင်ကြီးလီယူပတ်ဆက်တယ်တဲ့ဂျပန်ကြီးကားတဲ့ပြီးတော့ပြန်ဘိုက်တလုံးနဲ့ချန်တာဆိုတာဘူကျုပ်ကိုပြောတာတဲ့နောက်ပြီးလဲကျိုးငမိုးလဲခေါ်တယ်တဲ့ဘာကြောင့်လဲဆိုတော့တဲ့ဥနေဝင်းရဲ့ရောက်ခမဒေါက်တာဘာတန်းမရငယ်ဒေါခင်ကြီးဖြစ်နေလို့ပဲတဲ့ဘူကျုပ်အကိုဥပဝင်ရေးတဲ့စာအုပ်ဖတ်ကြည့်ရင်သိလိမ့်မယ်တဲ့ဒေါ်စုကားတဲ့နောင်မီလင်းပြီးမွေးလာတဲ့မျိုးမစစ်သူ့အမေလိုပဲတဲ့ဥအောင်ဆန်းဦးကဘူသားအစစ်ဖာစုကလင်ငယ်နဲ့မွေးတာတဲ့ဟာဥအောင်ဆန်းဦးကဗိုလ်ချုပ်သားအစစ်တဲ့ဖာစုကလင်ငယ်နဲ့မွေးတဲ့ကောင်ပါတဲ့2009ခုနှစ်3လပိုင်းဗုဒ္ဓဝူးနေ့မှာအစ္စလမ်ဘာသာခံယူတဲ့ရက်တော်တဲ့အတိအကျမသိဘူးတဲ့ဟာဒီမှာအဲ့ဒါကြောင့်မလို့နေမှာဥအောင်ဆန်းဦးနဲ့ဒေါ်စုကြည်နဲ့မတည့်ဘူးအမွေလူနေတာဒေါ်စုကြည်ကဥထွန်းလာလားလဲကျုံငမိုးလေလားထွန်းလာနဲ့ဒေါခင်ကြီးကနောင်မီလင်းပြီးတော့မှမွေးတယ်အဲ့ကြောင့်မလို့အသားရည်ကိုကြည့်လိုက်လို့ရှိရင်ဥအောင်ဆန်းဦးဘောလုံးဗိုလ်ချုပ်အောင်ဆန်းရဲ့သားဥအောင်ဆန်းဦးကဗိုလ်ချုပ်အောင်ဆန်းရဲ့အသားရည်နဲ့တူပြီးတော့မှဒေါ်စုကြည်က
အဲ့ဟုတ်တယ်ဦးထုံးလာရုပ်နဲ့သွားတူတယ်နော်ဒေါ်စုကြီးကနောင်မီလီမီမွေးလာတာလေဒါမှမဟုတ်တတိမမနာနေမှာဒါကျွန်တော်ပြောရမို့ဒီမှာပို့လာလို့ကျွန်တော်ဖတ်ပြတာဘာလဲဟာပေါ့ဟာမလွယ်ဘူးနော်မြန်မာပြည်ကလည်းတကယ်ဒါလည်းနေပိနေအတိမှာမဟုတ်ပါဘူးဒေါ်စုကြီးကမတန်ရှင်းပါဘူးတကယ်တမ်းပြောရင်နေပြီးတော့သိမ့်မယ်ငါရည်ကျင်တော့ဦးတွေတက်ဘရိုရဲ့မြင်းညံလာပါထညက်ကျွေးကျင်လို့တဲ့အေးပေါ့မင်းမငါလာကျွေးလေပြင်းဦးလေမှာငါသမီးတွေငါသားတွေငါရုပ်တွေကြီးပဲမင်းမေလာပေးကြည့်လိုက်အခုလိုးပြမယ်အောင်မင်းငါရုပ်တိုင်းမထွက်ရင်ကြိုက်တယ်လို့ပြောနော်မဟုတ်ရိုင်းတာမဟုတ်ဒါတဲ့ပဲမင်းတို့အခုမင်းတို့တောင်းခန့်ရပြီလားပြင်းဦးလို့ရလားမရရလားမင်းတို့ဘွားတွေတောထဲမှာပဲနေတောထဲမှာပဲတည်ရမှာမင်းတို့ဘာမှဆက်ပြမလာဘူးနော်မင်းတို့မြင်းကြံရလားမင်းတို့မျိုးကြီးတွေရလားမင်းတို့အစွန်ပြားမင်းတို့ကောင်းတယ်အားကြောင့်မလို့မင်းတို့ကလေတကယ်ဟိုသူများပေးတာခိုင်းတာစားပြီးတော့မှဟိုမျိုးဖြတ်တဲ့ရွာဖြတ်တဲ့ကောင်တွေစောက်စင်မရှိတာမင်းတို့တကယ်တမ်းတိုက်ဆိုတော့မင်းတို့ကမတိုက်နိုင်တော့အကုန်သေးနေပြီကမာကလီယာဖြစ်နေပြီတိုက်လေမင်းတို့တိုက်အဲ့နထိုးကြီးတိုက်လေမင်းတို့စောက်ခွာခွာဖို့တော့အမြန်လန်းပေါ်တက်လာတာဟိုကဖင်ကြိတ်လို့တာလစ်တာမင်းတို့ဟမ်မောင်တော်မှာသပင်ရောင်းဝယ်လောက်တာကမြင်းကြံတောင်သားပေါ့နော်ကိုကြီးအဲ့ဒီကိုကြီးရှိကိုကျွန်တော်သွားလေဘူးလားမောင်တော်မှာသပင်ရောင်းဝယ်လောက်တာကိုကြီးဆိုတာအဲ့တုန်းကလည်းရခိုင်နဲ့ဟိုနဲ့ဘောနော်ဒီဟိုပေါ့ရခိုင်ဟိုလိုပြောရိုးပြောတော့ရခိုင်ကလားပေါ့အရေးကင်းဖြစ်နေတဲ့အချိန်ပေါ့